လူတွေပြန်သွားပြီလူမှမရှိတော့သူတို့ပဲရှိတော့တယ်အဲ့ဒီလူနည်းစုတွေကယေရှုကိုပြီးတယ်ကိုတော့အဲ့ဒီပုံဥပမာရဲ့အဓိပ္ပာယ်ကဘာလဲရှင်းပြပါဦးမေးတယ်ဖြစ်တော့ညီကိုမောင်မတို့ဒီနေ့ယေရှုတော့တရားဟောလိုက်တယ်နားထောင်ပြီးပြန်သွားတာကလူအုပ်ကြီးဖြစ်တယ်တကယ်လည်းသိချင်တဲ့လူကနည်းနည်းလေး12ယောက်တပည့်တော်12ယောက်နဲ့သူ့နားမှာရှိတဲ့လူတချို့ပဲအဲ့လိုပဲသူတို့ကသိချင်တယ်ဖြစ်တော့ညီကိုမောင်မတို့ယေရှုကဟေးမင်းတို့တွေငါမရှင်းပြရသေးဘူးလေမပြန်ကြနဲ့ဘူးလာခဲ့နော်လာခဲ့မင်းတို့တွေပြန်လာအောင်ငါပုံပြင်ပဲပြောရတယ်ဒီပုံပြင်ရဲ့အဓိပ္ပာယ်လည်းငါမရှင်းရသေးဘူးလာနားထောင်အောင်လို့ယေရှုပြောတာမပြောဘူးပြန်ဒီလိုနားထောင်ခြင်းပဲပြန်နော်ယေရှုကတော့နားထောင်ရဲ့သူအသေးမခေါ်မေးတဲ့ခါမှာတော့ယေရှုကအေးအဲ့ဒီပုံပြင်ကလေဘာလဲဆိုတာငါပြောပြမယ်ဆိုပြီးတော့သူကရှင်းပြဖြစ်တော့ဒီကိုပုံမှာယေရှုကလေမကြားချင်တဲ့သူအသေးမပြောဘူးနော်အသေးမပြောဘူးအေးမင်းနေချင်လို့လေနော်ကြားပြီးပြန်သွားတဲ့သူယေရှုကဂရုမစိုက်ဘူးတကယ်သိချင်လို့မေးလာတဲ့အခါမှာတော့ယေရှုကတေချာရှင်းပြခြေတော်ညီကိုမောင်မတို့ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာတွေကိုပြန်ပြီးစဉ်းစားရအောင်ကျွန်တော်ကြားနားမလဲပဲပြန်သွားတဲ့ရက်တွေအများကြီးရှိကောင်းရှိမယ်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာတွေမှာတကယ်နှုတ်ဘတ်တော်ကိုသိချင်တကယ်နှုတ်ဘတ်တော်ကိုနားလေချင်တကယ်နားလေပြီးမှသိပြီးမှပြန်တဲ့သူမျိုးဖြစ်ကြလူအုပ်ကြီးထဲမှာကျွန်တော်တို့ပါလာတပည့်တော်12ယောက်လိုမျိုးကျွန်တော်တို့အသက်ရှင်မလားဆိုဒီနေ့ရွေးချယ်ရမှာကျွန်တော်တို့ရဲ့တာဝန်ဖြစ်တယ်ကျွန်တော်တို့လုပ်ရမယ့်အလုပ်ဖြစ်တယ်ဆိုတာလေးကိုပြောပြချင်ဒါနဲ့သခင်ယေရှုကဒီမျိုးစေ့ကျဲခြင်းအကြောင်းကိုသူကဆက်ပြောတယ်ဒီနေရာမှာကျွန်တော်ကဒီနေ့ကမျိုးစေ့တို့မြေတို့အကြောင်းအဓိကမပြောဘဲနဲ့ကြားခြင်းအကြောင်းကိုပဲအဓိကပြောချင်တယ်ဒါပေမဲ့ဒီနေရာမှာမျိုးစေ့ကျဲခြင်းဥပမာလည်းကြားခြင်းနဲ့ဆိုင်တဲ့ဥပမာဖြစ်တယ်ဆိုတော့လည်းနားလည်ရပါတယ်ချိုးဆရာတွေကမျိုးစေ့အကြောင်းကိုပြောတယ်ချိုးဆရာတွေကမြေအကြောင်းကိုပြောတယ်ကျွန်တော်တို့ဒီနေ့ဒီမျိုးစေ့တွေမြေတွေကဘာကိုပုံဆောင်လဲဆိုကြားခြင်းနဲ့ပတ်သက်ပြီးတော့ပုံဆောင်တဲ့ဘက်ကိုကျွန်တော်ကအလေးပေးပြီးတော့ပြောပြချင်ပါတယ်။ဆိုတော့ဒီမှာ